Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ဘန်ကောက်မှာ shopping ထွက်ရင်းနဲ့ဒုတိယအကြိမ်သွားဖြစ်တဲ့နေရာလေးကတော့ Aura Bangkok Clinic ပဲဖြစ်ပါတယ်ဒီတစ်ခေါက်ကတော့ဝါဆိုက Aura Bangkok Clinic ကိုဒုတိယအကြိမ်သွားတာပေါ့နော်ဒုတိယအကြိမ်ထပ်ရောက်ရတဲ့အကြောင်းရင်းလေးကတော့ပထမဆုံးလုပ်ခဲ့တဲ့ treatment တွေရောအကုန်လုံး result တွေကအရင်တိတိတတ်တာနဲ့ကောင်းလို့ပါAura Bangkok Clinic ကထိုင်းနိုင်ငံရဲ့ Number 1 Premier Clinic တွေဖြစ်တဲ့အပြင် certificate လက်မှတ်တွေနဲ့စုရအများကြီးရထားတဲ့ clinic လည်းဖြစ်တယ်။နောက်ပြီးတော့ clinic မှာ translator တွေလည်းရှိတဲ့အတွက်အားလုံးအဆင်ပြေပါရဲ့ရှင်။ပထမဆုံးအနေနဲ့ဝါဆိုးကို treatment မလုပ်ခင် before ပုံလေးရိုက်တယ်ပေါ့နော်။ပြီးတော့သွေးပေါင်ချိန်တိုင်းနေ။နောက်ပြီးတော့ဝါဆိုးကမျက်နှာ skin အတွက်ဆရာဝန်နဲ့တိုင်ပင်မှု appointment ယူရပေါ့နော်။ဆရာဝန်ကလည်းဝါဆိုမျက်နှာအသားရည်နဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့အရာမှန်သမျှကိုသူတေချာလေးကြည့်ပြီးတယ်တေချာလေးရှင်းပြတယ်ဘာ treatment တွေယူရမလဲဘာလုပ်ရမလဲဆိုတာလေးကိုသူပြောပြတယ်ပေါ့နော်ဒီတစ်ခါတော့ဝါဆိုကရောက်တုံးလေး package အများကြီး treatment တွေကိုလုပ်ဖြစ်တယ်ပထမ step ကတော့ဝါဆိုက glow booster ရယ် whitening booster ရယ် anti aging ရယ်ကိုတွေ့သွင်းခဲ့တယ်မျက်နှာအတွက် treatment ကတော့ဝါဆိုက Ultra Forma MPT ဆိုတဲ့ treatment လေးကိုထပ်လုပ်ခဲ့ပါတယ်ဘာလို့လဲဆိုတော့ဝါဆိုပထမလုပ်တဲ့ result အတိုင်းပဲအရန်တိတာတဲ့ result ကိုရတဲ့အတွက်ကြောင့်ဝါဆိုဒုတိယတစ်ချိန်လုပ်တာပေါ့နော်ဒီ Ultra Forma MPT ကမျက်နှာအသားရရော့တွဲနေတဲ့လူတွေအတွက်အရန်ကိုကောင်းတဲ့ treatment တစ်ခုပါဝါဆိုကမျက်နှာပိန်ပေမဲ့ဝါဆိုမှာ smile line လေးတွေတော်တော်များများထွက်နေတာရှိရပေါ့နော်အဲ smile line လေးတွေပျောက်ဖို့အတွက်ဒီ treatment လေးကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်ကဲ treatment လေးလုပ်ပြီးတော့ကိုမျက်နှာလေးကိုကြည့်ပြီးအရန်ချင်နေပါရဲ့ရှင်ဒီ vlog လေးမှာမြင်တဲ့အတိုင်းပဲဝါဆိုအသားရည်ကအရင်တော့အသားရည်နဲ့မတူတဲ့အပြင်ဖြူဖွေးပြီးတော့ glow နေတာကိုတွေ့ကြမှာဖြစ်ပါတယ်ကဲဝါဆိုလိုအလှပကြိုက်တဲ့သူတွေအတွက် shopping လေးထွက်ရင်လည်း Central World 9 လော်မှာရှိတဲ့ Aura Bangkok Clinic ကိုသွားလိုက်ကြနော်ဆိုင်ခွဲပေါင်းက18ခုတောင်ရှိရဲ့အတွက်ကြိုက်တဲ့နေရာကိုရွေးချယ်ပြီးလုပ်လို့ရတယ်နော်